ဇလန်းအမီနဂါးနှင့်ရွှေမြို့တော်တခါတုန်းကမြင့်မားတဲ့တောင်တန်းကြီးတွေနဲ့ဝန်းရံထားတဲ့ရွှေမြို့တော်တစ်ခုရှိပါတယ်ဒီမြို့တော်ဟာလှပပြီးချမ်းသာကြွယ်ဝပေမဲ့မကြာခဏနဂါးတစ်ကောင်ရဲ့ဘေးအန္တရာယ်ကိုခံစားနေရပါတယ်နဂါးဟာမြို့တော်ကိုချိန်ချောက်ပြီးရွှေနဲ့ရတနာတွေကိုတောင်းဆိုလေးရှိပါတယ်မြို့သူမြို့သားတွေဟာနဂါးကိုကြောက်ရွံ့ပြီးဘယ်သူမှသူ့ကိုရင်ဆိုင်ဖို့မဝင်ရဲကြပါဘူးတနေ့မှာတော့ရွှေမြို့တော်ရဲ့မင်းသားလေးဖြစ်တဲ့အာသာဟာဒီပြဿနာကိုဖြေရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်အာသာဟာရဲရင်ပြီးစိတ်သက်ခိုင်မာတဲ့မင်းသားတစ်ပါးဖြစ်ပါတယ်သူဟာနဂါးကိုရင်ဆိုင်ဖို့လန်ခီးထွက်ဖို့ပြင်ဆင်ပါတယ်သူ့ရဲ့ခီးမှာသူ့ကိုကူညီဖို့တစ်တော်တဲကပညာရှိလူအိုတယောက်ကလမ်းညွှန်ပေးပါတယ်လူအိုကအာသာကိုနဂါးကိုအနိုင်ယူဖို့လှုပ်ဝက်နီလန်းတစ်ခုပြောပြပါတယ်အာသာဟာနဂါးရဲ့နေထိုင်ရာမီးတောင်ကြီးစီကိုခီးဆက်ပါတယ်မီးတောင်ကြီးဟာမြင့်မားပြီးအန္တရာယ်များတဲ့နေရာဖြစ်ပါတယ်အာသာဟာမီးတောင်ထိပ်ကိုတက်ပြီးနဂါးကိုရင်ဆိုင်ဖို့ပြင်ဆင်ပါတယ်နဂါးဟာအရန်ကြီးမားပြီးအင်အားကြီးတဲ့တတဝါဖြစ်ပါတယ်သူ့ရဲ့မျက်လုံးတွေဟာမီးရန်တွေလိုတောက်ပြီးသူ့ရဲ့အတန်ဟာမိုးကြိုးပစ်တယ်လို့ကြီးမားပါတယ်အာသာဟာပညာရှိလူကိုပြောပြခဲ့တဲ့နီလန်အတိုင်းနဂါးကိုရင်ဆိုင်ပါတယ်သူဟာနဂါးကိုစကားပြောပြီးသူ့ရဲ့စိတ်နှလုံးကိုနားလည်အောင်ကြိုးစားပါတယ်အာသာဟာနဂါးကိုရွှေမြို့တော်ကိုဘာကြောင့်ဒုက္ခပေးနေရတာလဲလို့မေးပါတယ်နဂါးကသူ့ရဲ့ပြဿနာကိုပြောပြပါတယ်နဂါးဟာတစ်ချိန်ကလူသားတွေရဲ့မိတ်ဆွေဖြစ်ခဲ့ပေမဲ့လူသားတွေကသူ့ကိုတစ္ဆာဖောက်ပြီးသူ့ရဲ့ရွှေတွေကိုခိုးယူသွားခဲ့တာကြောင့်ဒီလိုလုပ်နေရတာဖြစ်ပါတယ်အာသာဟာနဂါးကိုနားလည်မှုပေးပြီးသူ့ရဲ့ရွှေတွေကိုပြန်ပေးဖို့ကတိပေးပါတယ်နဂါးဟာအာသာရဲ့စကားကိုယုံကြည်ပြီးရွှေမြို့တော်ကိုနောက်ထပ်မနှောက်ယှက်တော့ဘူးလို့ကတိပေးပါတယ်အာသာဟာနဂါးနဲ့သူ့ရဲ့ရွှေတွေကိုပြန်ပေးပြီးမြို့တော်ကိုပြန်လာပါတယ်မြို့သူမြို့သားတွေဟာအာသာရဲ့ရဲရင်မှုနဲ့ဉာဏ်ပညာကိုချီးကျူးပြီးသူ့ကိုကျေးဇူးတင်ကြပါတယ်နဂါးနဲ့လူသားတွေဟာနားလည်မှုရပြီးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ကြပါတယ်ဒီဇလန်းလေးကနေသင်ခန်းစာတစ်ခုရပါတယ်ပဋိပက္ခတွေကိုအင်အားနဲ့ဖြေရှင်းတာထက်နားလည်မှုနဲ့စကားပြောဆိုဖြေရှင်းတာကပိုကောင်းတယ်ဆိုတာပါပဲ